စပ်ပစ္စည်းတစ်ခုမှမလိုပဲပြောင်းလဲသွားစီမယ်လိုအပ်ချက်တစ်ခုပြောပြမယ် ညီမလေးရဲ့အသားရည်ကိုစစ်ကြည့်တဲ့အခါမှာစားဝတ်ချံလေးတွေနဲ့တီစုံတစ်ဝိုက်မှာအစီပြန်တက်တဲ့အသားရည်လေးဖြစ်တာကြောင့် Dermalogic ရဲ့ Skin Pro 90 minute treatment လေးကိုလုပ်ပေးဖြစ်ပါတယ်ရှင်။ဒီမှာအဆင့်အနေနဲ့မျက်နှာပေါ်ကဆဲသေးတွေကိုအရင်ဆုံးဖယ်ရှားပေးပါတယ်။ Dermalogic ရဲ့ cleansing wine လေးနဲ့ထပ်မံပြီးတော့တန့်စင်ပေးပါတယ်ရှင်။ Dermalogic ရဲ့ cleansing wine လေးနဲ့မျက်နှာလေးအညောင်းညာပြအောင်နှိမ့်နေပေးပါတယ်ရှင်။ Dermalogic စကရက်နုနုလေးနဲ့တိုက်ပေးပါမယ်။ Dermalogic စကရက်လေးရဆိုရင်မျက်နှာပေါ်ကဆဲသေးတွေကိုဖယ်ရှားပြီးတော့စားဝတ်ချံလေးတွေကိုတန့်စင်ပြီးရောပါသွားစေပါတယ်ရှင်။ထပ်မံ cleansing ပြုလုပ်ပြီးတဲ့နောက်မှာတော့ Dermalogic special cleansing လေးနဲ့မျက်နှာကအမြင့်ကြီးတွေကိုဖယ်ရှားတန့်စင်ပေးပါတယ်ရှင်။ရင်ငွေ့ဝေလေးပေးပြီးစားဝတ်ချံလေးတွေကိုတန့်စင်ပေးပါမယ်။စားဝတ်ချံလေးတွေတန့်စင်ပြီးတဲ့နောက်မှာတော့မျက်နှာကို Dermalogic မှာဆက်ခံလေးနဲ့ရင်ငွေ့လေးပေးပြီးနှိမ့်နေပေးပါမယ်ရှင်။နေပြီးတဲ့အခါမှာ Dermalogic mask လေးမကတ်ခင် Dermalogic toner, serum, moisturizer လေးကိုအရင်လိမ့်ပေးပါမယ်ရှင်။ပြီးရင်တော့ Dermalogic serum mask လေးကိုရေနွေးငွေလေးပြီးတော့10မိနစ်ခန့်ကပ်ပေးပါမယ်ရှင်။ Dermalogic serum mask လေးရဆိုလို့ရှိရင်အစီပြန်တက်တဲ့အသားရည်တွေပြင်စားဝတ်ချံလေးတွေကိုတက်တာဆိုပြီးတော့ဝတ်ချံပေါက်တက်တဲ့သူလေးတွေအတွက်ကိုလည်းကာကွယ်ပေးရရောက်ပါတယ်ရှင်။ mask လေးတွေကို cleansing လုပ်ပြီးတဲ့အခါမှာတော့ခြေတက်ပြည့် mask လေးကို10မိနစ်ခန့်ရေနွေးငွေလေးပြီးကပ်ပေးပါမယ်ရှင်။တန့်စင်ပြီးတဲ့အခါမှာတော့ Dermalogic ရဲ့ toner, serum, moisturizer, sun cream လေးလိမ့်ပြီးတဲ့နောက်မှာတော့မျက်နှာလေးက glow glass လေးနဲ့တင်းတင်းရင်းရင်းလေးဖြစ်ပြီးတော့စားဝတ်ကြံလေးတွေရောပါတန့်စင်ပြီးတော့ပို့ပြီးတော့ကြည်လင်ဝန်းပါသွားပြီပေါ့ရှင်။ဘာစပ်ပစ္စည်းမှအသုံးမပြုဘဲနဲ့ Dermalogic facial treatment လေးတစ်ခုရယ်နဲ့ငကိုထက်အသားရည်ပို့ပြီးတော့ကြည်လင်းတင်းတင်းရင်းလေးရရှိစေတဲ့အတွက်ကြောင့်မို့လို့ဒီ treatment လေးကိုအကြိုက်ရဆုံးချက်ပဲဖြစ်ပါတယ်ရှင်